ဒီလိုမျိုးထမင်းဘူးလှလှလေးနဲ့တာဆိုလို့ရှိရင်ထမင်းဘယ်လောက်ပဲဆဆစားလို့ဝင်ပြီနော်ဟင်းလေးထည့်ပေးလိုက်မယ်သမီးចောင်းသွားတော့မယ်ထမင်းချက်ထည့်ပြီးပြီလား အေးရပြီခဏလေးမေးထည့်ပေးမယ်ဒါလေးနော်သမီးကအနှစ်ကြိုက်တယ်ဆိုတော့အမေအနှစ်လေးနဲ့ထည့်ပေးလိုက်မယ်နော်အနှစ်ပါတယ်ဟင်းလေးချင်းမောင်ကျော်လည်းဒီနေ့ကြော်ထားသေးတယ်ချင်းမောင်ကျော်လည်းတစ်ခါလေးဒီမှာထည့်ပေးလိုက်မယ်ဟဲ့နေကြလို့ရှိရင်မသမီးလေးကအချိုတဲ့တယ်ဆိုတော့စပစ်ကြီးပဲထည့်သွားလိုက်အမေအဲ့လိုကြောသမီးဘယ်လိုစားမလို့မေရဲ့ဟိုအိမ်မနဲ့ထမင်းဘူးကဆိုလို့ဒီဘူးပဲရှိရဒီဘူးလေးနဲ့ပဲထည့်သွားလိုက်ကိုရောက်ပါဘောတော့ပါဘောအော်ကျောင်းရောက်တော့လည်းအဆင်ပြေလို့စားလိုက်ပေါ့ရထိုက်နည်းနည်းတော့သမီးចောင်းတော့မမီတော့ရဟုတ်ပြီသွားပြီတော့မေမအောက်ကားရောက်နေလို့တမေရဲ့ဟေးဒီမှာလေမထည့်ပေးလိုက်ထမင်းဟင်းနာမှာအကုန်ပြီးရိုးပြီးတော့သမီးထမင်းမစားရသေးဘူးဟာငါသမီးနဲ့ထမင်းမစားလိုက်ရဘူးလားဟုတ်တယ်အေးဟုတ်တယ်နော်ထမင်းနဲ့ဟင်းနဲ့တခါလေရိုးပြီးထည့်ပေးလိုက်တော့ထမင်းကဘလို့စားလို့ရပါမလဲအကုန်ရိုးပြီးတော့ကုန်အေးပါအခုဘိုက်စာနေဆိုတော့မင်းထမင်းလိုက်ထည့်ပေးမယ်နောက်နေ့ကျလို့ရှိရင်သမီးလေးကိုလေအကန့်လေးတွေအများကြီးပါတယ်ထမင်းမဝယ်ပြီးထည့်ပေးလိုက်မယ်နော်လာထမင်းတော့စားမယ်လားမေသမီးចောင်းသွားရတော့မယ်အော်အေးဒီနေ့သမီးထမင်းမစားချင်ဘူးပါစက်မကောင်းဟုတ်လားအတော်ပဲအဲ့ဆိုမမေသမီးကိုထမင်းဘူးလေးပြင်ပေးလိုက်မယ်ဒါပေမဲ့ထမင်းတော့မပါဘူးသမီးကို snack လေးထည့်ပေးရတယ်အော်အဲ့ထမင်းမဟုတ်ရပြီထမင်းမစားချင်ဘူးသမီးပါစက်မကောင်းအေးပါဒီမှာကြည့်မပြမယ်ဘာလေးပြင်လာလဲဆိုတာဟာလှလိုက်တာဟာဒီကအသမီးလေးတို့မမေထမင်းဘူးလေးပြင်ပေးတာမနဲ့အစိုးကြီးရထားပြီးဒီမှာဒီမှာသမီးတို့မုတ်ကလေးလည်းပါတယ်ဂျယ်လီလေးလည်းပါတယ်အသီးလေးလည်းပါတယ်အာလူကြော်လေးလည်းပါတယ်ထမင်းမစားချင်ဘူးဆိုလို့ရှိရင်အစားချင်တဲ့ဥစ္စာလေးရေးပြီးတော့စားနော်ဒီမှာမမေစွန်းနဲ့ခင်းလေးလည်းထည့်ပေးလိုက်တယ်ကြားလားဟုတ်ပြီဟုတ်ဒီမှာကြည့်မုတ်ကလေးရောဂျယ်လီလေးတွေလည်းပါတယ်အသီးလေးတွေလည်းပါတယ်ဂျယ်လီလေးတော့အများကြီးစားမလာနဲ့နော်မမေကပို့ပို့လို့ဆိုပြီးတော့ထည့်ပေးတယ်ချောင်းရင်ဆိုလိမ့်မယ်ကြားလားဟုတ်ဒီမှာအသီးတွေစားဟာအဲ့သမီးသွားတော့မယ်အေးထမင်းမူလေးလှလှလေးဆိုတော့ထမင်းကောင်းအောင်စားရဲနော်ဟုတ်မယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ထမင်းဘူးလှလှလေးနဲ့မမကထမင်းစပြတ်ပြီးတော့မှာဖြစ်ပါတယ်ဖွင့်လိုက်မယ်နော်အရင်ဆုံးဝါဒီမှာအကန့်လေးတွေအများကြီးပဲအရင်ဆုံးအာလူကြော်လေးစားမယ်ဒီလိုမျိုးထမင်းဘူးလှလှလေးနဲ့တာဆိုလို့ရှိရင်ထမင်းဘယ်လောက်ပဲစားလို့ဝင်ပြီနော်တတာ